အဖေကကျွန်တော်ကိုလမ်းဘေးမှာထားခဲ့ပြီးကားကိုအလင်းမြမောင်းထွက်သွားတယ်ကျွန်တော်ကသူ့နောက်ကိုအပြေးလိုက်သွားပေမဲ့သူကနောက်ကိုတစ်ချက်မှမလှည့်ကြည့်ပဲထွက်သွားခဲ့တယ်ကျွန်တော်အားကုန်အောင်ပြေးနေတဲ့အချိန်မှာလမ်းပေါ်မှာရုတ်တရက်လဲကျသွားတယ်အဲ့ဒီအချိန်ကန်ကောင်းစွာနဲ့ဖြစ်သွားတဲ့ဆရာဝန်တယောက်ကကျွန်တော်ကိုတွေ့သွားတယ်ဆရာဝန်ကချက်ချင်းရက်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါကျွန်တော်ခြေနေဟာအလွန်အန္တရာယ်ရှိနေပြီဆိုတာကိုသိသွားတယ်ဒါကြောင့်သူကကျွန်တော်ကိုဆေးရုံကိုအမြန်ခေါ်သွားပြီးခွဲစိတ်ဖို့ပြင်ဆင်ပေးတယ်ဆေးရုံစင်ကြံမှာမျက်နှာမဝါးဝါးနဲ့အဖေကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်သဘောပေါက်သွားတာကအဖေမှာအပြင်မှာတခြားမိန်းမတစ်ယောက်နဲ့ကလေးတစ်ယောက်ရှိနေတယ်ဆိုတာပဲဒီမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာကျွန်တော်အလုံးလုံးလုတ်ပြီးစိတ်ပြတ်သွားတယ်ပြီးတော့ဆေးရုံကျန်းပြင်ပေါ်မှာပဲမေ့လဲသွားတယ်ဆရာဝန်ကကျွန်တော်ကိုထပ်မံစစ်ဆေးပြီးအခြေအနေဟာအမြန်ဆိုးရွားလာနေတယ်လို့တွေ့ရှိတယ်အရေးပေါ်ခွဲစိတ်မှုကိုချက်ချင်းလုပ်ရမယ်လို့ဆုံးဖြတ်တယ်ဒါပေမဲ့ခွဲစိတ်မှုကိုဥနောက်ခွဲစိတ်ဆရာဝန်တယောက်ပဲလုပ်နိုင်တယ်ဆရာဝန်ကမိဘတွေကိုဆက်သွယ်တဲ့အမေကအရေးကြီးစည်းဝေးထဲမှာဖုံးမကင်နိုင်ခဲ့ဘူးအဖေကိုဆက်သွယ်တဲ့အခါသူကဒေါသတကြီးဆဲဆိုပြီးဆေးရုံကိုတောင်မယုံမဲညှင်းဆန်တယ်ဆရာဝန်ကလူနာရဲ့အဖေဖြစ်နိုင်တယ်လို့တန်တရားဝင်လာပြီးအတီးပြုတ်ဖို့ဆေးရုံကိုလာဖို့တောင်းဆိုတယ်ဒါပေမဲ့အဖေကလုံးဝပူပေါင်းမလုပ်ပဲခွဲစိတ်မှုကိုတားဆီးတယ်သူကဆရာဝန်ကိုတောင်လူရှိမှဒူးထောက်ပြီးတောင်းပန်ခိုင်းတယ်အရေးပေါ်ချိန်ကြီးကပ်လာတဲ့အတွက်ဆရာဝန်ကမျက်နှာကိုနှိမ့်ချပြီးတောင်းပန်လိုက်ရတယ်အဲ့ဒီအချိန်မှာအမေကအစည်းအဝေးပြီးနောက်ကျွန်တော်ကြောက်မတက်ရသေးတာကိုသိသွားတယ်သူမကအဖေကိုဖုံးဆက်မေးပေမဲ့အဖေကကျွန်တော်ကသူငယ်တန်းမှာပဲရှိသေးတယ်လို့လိန်ပြောတယ်ဒီຢာတွေကြောင့်ဆရာဝန်ကအမှန်တရားကိုပို့ပြီးတေချာသွားတယ်နောက်ဆုံးမှာအဖေကဆေးဖွဲ့ကိုခွဲစိတ်မှုမလုပ်နိုင်အောင်တားဆီးလိုက်တယ်အရေးပေါ်ချိန်နှဲငယ်တာကျန်တဲ့အခါဆရာဝန်တွေကအဖေကိုအတင်းဖယ်ရှားပြီးခွဲစိတ်မှုစတင်နိုင်ခဲ့တယ်အနီးနားကလူတွေလည်းဝင်ကူညီပြီးအဖေကိုထိန်းချုပ်ခဲ့တယ်အဲ့ဒီအချိန်မှာအမေဆေးရုံကိုရောက်လာတယ်သူနာပြုကကျွန်တော်ကိုအရေးပေါ်ခန်းထဲကနေခေါ်ထုတ်နေတဲ့အချိန်အမေကကျွန်တော်ကိုချက်ချင်းမှတ်မိသွားတယ်အဖေကတော့နောက်ဆုံးမှသာအဲ့ဒီလူနာဟာသူ့ကလေးဖြစ်တယ်ဆိုတာကိုသဘောပေါက်သွားတယ်ဆရာဝန်ကအဖေရဲ့လုပ်ရက်တွေကိုဒေါသတကြီးရှုတ်ချတယ်အမေကလည်းဒေါသထွက်ပြီးအဖေကိုကွာရှင်းမယ်လို့ချင်းချောက်တယ်ကံကောင်းစွာနဲ့ဆရာဝန်ရဲ့အပြည့်အဝကြိုးစားမှုကြောင့်ကျွန်တော်အသက်ဘေးကနေလွတ်မြောက်ခဲ့တယ်ကျွန်တော်နိုးလာတဲ့အခါပထမဆုံးပြောလိုက်တာကအဖေဟာလူဆိုးတစ်ယောက်ဖြစ်ပြီးအပြင်မှာတခြားမိန်းမနဲ့ကလေးရှိနေတယ်ဆိုတာပဲဒီမှန်တရားကြောင့်အဖေဟာအမေရဲ့အပြင်းထန်ဆုံးဒေါသကိုရင်ဆိုင်ရတော့မယ်